ပါရှင်မင်းတို့ရဲ့ရွှေစုရနာဆိုင်ရလေးပြန်လည်ကြိုဆိုလိုက်ပါရနော်မင်းဒီတကောမိတ်ဆက်ပြီးမှာတော့ဗရမများနီလာများ3ယောက်ချဲဆက်လေးမှာစိတ်လေးတွေပတ်ပေးထားတယ်လက်ကဆွဲသည့်လက်စောအဆက်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့မိတ်ဆက်ပြီးမယ်ဗရမများနီလာများ3ယောက်ချဲအဆက်လေးပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့လက်ဆွဲလေးပဲဖြစ်ပါတယ်ရှင်သူလေးကတော့ဗရမများနီလာများကြောက်ရေလာလာလေးကိုမှ natural diamond စိန်ဖြူတက်လေးနဲ့ကပ်ပေးတာလို့ကိုမမတို့ရဲ့ရွှေနာတော်မှာပတ်စင်လိုက်တဲ့အခါမှာလည်းရန်အောင်မှာလှပသွားမှာပါနော်ဒါလေးကတော့ဆွဲသီးလေးပဲဖြစ်ပါတယ်ရှင်ဆွဲသီးလေးရဆိုရင်တော့ဖြင့်ကိုမမတွေရဲ့လဲတိုင်းထက်မှာပတ်စင်လိုက်တဲ့အခါမှာလည်းအလှတိုးသွားစေမှာအမှန်ပါပဲနော်ဒါလေးကတော့လက်စွပ်လေးပဲဖြစ်ပါတယ်ရှင်လက်စွပ်လေးကိုလည်းရွှေထူထူလေးနဲ့ခတ်ပေးရအောင်မို့လို့ကိုမမတို့က daily ဝတ်မယ်ဆိုလို့ရှင်လည်းအရင်အဆင်ပြေပါတယ်နော်ကိုမမတွေကစိတ်နဲ့ကြောက်တယ်ပဲဝေးရတာယူနေပြီဆိုရင်တော့မြင်ပြပေးရတဲ့3ယောက်ချဲဆက်လေးကိုပဲယူဖို့အကြံပေးပြစီနော်ဒါအပြင် 20% off discount ပြင်မွေးရသည့်အထူး short sale လေးပါရှိရမို့လို့ promotion လေးရှိအောင်အမြန်လန်းလာခဲ့လိုက်တော့နော်